လွန်ခဲ့တဲ့နှစ်နေကကျွန်တော်တငယ်ချင်းမောင်ဖြူကအင်္ဂလိပ်စာကိုသင်ယူခြင်းခဲ့ပါတယ်။သူသင်တန်းတွေတက်တယ်၊ဗီဒီယိုတွေကြည့်တယ်၊စာအုပ်တွေဝယ်ဖတ်တယ်။ဒါပေမဲ့6လကြာတဲ့အထိစာတစ်ကြောင်းတောင်မှယုံကြည်မှုရှိရှိနဲ့မပြောနိုင်သေးပါဘူး။သူတော်တော်လေးကိုစိတ်ထက်ကျသွားပြီးတော့ငါနဲ့အင်္ဂလိပ်စာနဲ့ကမအပ်ဆက်ဘူးလို့ပြောလာပါတယ်။အဲ့ဒီခါကျွန်တော်ကမောင်ဖြူပြဿနာမင်းမဟုတ်ဘူးကွ။မင်းလိလာနေတဲ့ပုံစံမှာပြဿနာရှိတာလို့ပြောပြခဲ့ပါတယ်။ပြီးတော့ကျွန်တော်သူ့ကိုရိုးရှင်းတဲ့အဆင့်လေးမျှဝေပေးခဲ့ပါတယ်။အခုဆိုရင်3လအတွင်းမှာပဲမောင်ဖြူကအင်္ဂလိပ်စကားကိုရှင်းရှင်းလင်းလင်းနဲ့ယုံကြည်မှုရှိရှိပြောနိုင်လာပါပြီ။အဲ့ဒီလိုအပ်ချက်တွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာမလို့အဆုံးထိကြည့်ပေးကြပါ။နံပါတ်1ပထမဆုံးအကြိမ်မှာတွင်ပြည့်စုံနေဖို့အတွက်မကြိုးစားပါနဲ့။အင်္ဂလိပ်စာလေ့လာသူတော်တော်များများကပထမဆုံးနေ့မှာတွင်ခက်ခဲတဲ့စကားလုံးတွေ grammar အမှားယွင်းမရှိအောင်နဲ့ရှည်လျားတဲ့စာကြောင်းတွေကိုသုံးကျင်ကြပါတယ်။ကားမောင်းတင်တာကိုမြင်အောင်ကြည့်ပါ။ပထမဆုံးမောင်းတင်တဲ့နေ့မှာအကောင်းဆုံးမောင်းနိုင်မှုထက်တစ်ခုနဲ့တစ်ခုမတိုက်မိဖို့ပဲပိုအရေးကြီးတာပါ။အင်္ဂလိပ်စာမှာလည်းဒီလိုပါပဲ။စာကြောင်းတူလေးတွေကနေစပြောပါ။နေ့တိုင်းပြောပါ။မှတ်ထားရမှာကပြည့်စုံနေဖို့ထက်မနေ့ရက်ထက်ပိုကောင်းလာဖို့ကအရေးကြီးတာပါ။နံပါတ်2မပြောခင်မှာနားထောင်ပါ။ကိုကကောင်းကောင်းမပြောနိုင်ခင်မှာကောင်းကောင်းနားထောင်တတ်ဖို့လိုပါတယ်။နားထောင်တဲ့အခါတင့်အုံနောက်ကအတန်အတွက်လေယူလေသိမ်းနဲ့စာကြောင်းတိဆောက်ပုံတွေကိုအလိုလိုသင်ယူသွားပါတယ်။တနေ့ကို15မိနစ်လောက်ပဲဖြစ်ဖြစ် YouTube ဗီဒီယိုကြည့်တာ podcast နားထောင်တာဒါမှမဟုတ်ခလေးကာတွန်းတွေကိုကြည့်ပါ။ grammar တွေအလွတ်ကျက်နေတာထက်နားထောင်ပြီးလိုက်ပြောတာကတင့်ကိုပို့ပြီးတော့ကျွမ်းကျင်စေပါတယ်။နံပါတ်3စကားလုံးတွေကိုလေ့လာပါမှတ်သားပါ။စကားလုံးတွေကိုလေ့လာတဲ့အခါတစ်လုံးချင်းမမှတ်ပါဘူး။ဥပမာ morning ကိုတစ်လုံးနဲ့မှတ်ထားမယ်အစား good morning in the morning every morning ဆိုတဲ့စကားစုတွေကိုမှတ်သားပါဒါမှစကားပြောတဲ့အခါပို့ပြီးတော့သဘာဝကြကြထွက်လာမှာပါနံပါတ်4တယောက်တည်းဖြစ်နေအောင်မှစကားပြောပါရေကူးတာကိုစာအုပ်ထဲမှာဖတ်နေုံနဲ့မတက်နိုင်ပါဘူးရေထဲခုန်ဆင်းပြီးတော့ကူးကြည့်မှတက်မှာပါအင်္ဂလိပ်စာကလည်းအတူတူပါပဲစကားပြောဖို့မရှိရင်ကိုယ့်ဘာသာကိုအင်္ဂလိပ်လိုပြန်ပြောနေပါဥပမာငါလက်ဖက်ရည်ဖြော်နေတယ် I'm making tea ငါအခန်းရှင်းနေတယ် I'm cleaning my room စသဖြင့်ကိုလှုပ်သမျှကိုအင်္ဂလိပ်လိုရည်ရွတ်ကြည့်ပါဒါကတကယ်ထိရောက်တဲ့နည်းပါနံပါတ်5ဖတ်ပါပြီးတော့လိုက်ဆိုပါစာဖတ်တာကမှန်ကန်တဲ့စာကြောင်းတိဆောက်ပုံကိုသိစေပါတယ်ပုံမြင်စာအုပ်လေးတွေဖတ်တဲ့အခါအတန်ထွက်ပြီးဖတ်ပါစာကြောင်းတစ်ကြောင်းကိုထက်ကတလဲလဲအတန်ထွက်ဖတ်ပေးခြင်းဖြင့်သိရှာတဲ့အုံနောက်ကအင်္ဂလိပ်စလုံးတွေနဲ့ယဉ်နီးသွားပါလိမ့်မယ်နံပါတ်6နေ့တိုင်းအနေငယ်စီလေ့ကျင့်ပါတပတ်မှာတရက်တည်း2နာရီဇက်တိုက်လေ့လာတာထက်နေ့တိုင်း15မိနစ်စီလေ့လာတာကပိုပြီးထိရောက်ပါတယ်နေ့စဉ်အချိန်စရာလေးဆွဲထားပါ10မိနစ်နားထောင်မယ်10မိနစ်ပြောမယ်10မိနစ်မှာတော့စာဖတ်မယ်ပေါ့ဒီနေ့ကိုမိနစ်30ပဲပေးရပါမယ်ရလက်ကတော့အမခန်းပါပဲနံပါတ်9စာလေ့လာရတာကိုပျော်ရွှင်အောင်လုပ်ပါအင်္ဂလိပ်စာကိုပြင်းစရာကောင်းတဲ့ဘာသာရပ်တစ်ခုလိုသဘောမထားပါနဲ့ Nope သင်ကြိုက်တဲ့ရုပ်ရှင်ကိုအင်္ဂလိပ်လိုကြည့်ပါအင်္ဂလိပ်သချင်းတွေကိုလိုက်ဆိုပါသင်ကအင်္ဂလိပ်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာတဲ့အခါသင်ခန်းစာတစ်ခုလိုမဟုတ်တော့ဘဲနဲ့သင်ဘဝရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပါလိမ့်မယ်ဒါပါပဲဒီအချက်9ချက်ကိုမှတ်သားပြီးတော့လက်တွေ့ကျင့်သုံးကြည့်ပါသင်ကလည်းမောင်ဖြူလိုပဲအမခံတဲ့ရလက်တွေကိုကြုံတွေ့ရပါလိမ့်မယ်